ဒီဘက်လာမဲ့ slide tanquation ရဲ့ပွဲအကြောင်းကိုပြောရအောင်ပါ slide tanquation ကဒီ one championship မှာရှေ့မှာနှစ်ပွဲထိုးပြီးသွားပြီဒါကသူ့ရဲ့တတိယမြောက်ပွဲပထမတစ်ပွဲမှာတော့သူရှုံးတယ်အမှန်နဲ့ဒုတိယပွဲမှာလဲတိုးနဲ့နိုင်တယ်အဲ့ဒီပွဲနိုင်ပြီးတဲ့နောက်ပိုင်းဒီကဘာကျော်သတင်းစာတွေဖြစ်တဲ့ Nick Afkin တို့လိုဂျာနယ်လစ်သမားတွေကပါသူ့ဘဝဇာတ်ကြောင်းကိုရေးတော့ပြည်သက်တွေလည်းသူ့ဘဝဇာတ်ကြောင်းကိုတော်တော်လေးသိလာကြတယ်မိဘမဲ့ကြောင်းကလာခဲ့တဲ့ကောင်လေးဖြစ်တဲ့အတွက်ပြည်သက်တွေကလည်းဂယုဏတက်ခဲ့ကြတယ်လို့လက်ဆလက်နာလည်းဒီ one စင်မြင့်ထက်မှာတော်တော်လေးပေါ်လွင်တဲ့ကစားသမားအဲ့တော့ပြည်သက် attention အများကြီးရနေတဲ့ကစားသမားကိုတိတ်ပြီးတော့ကာလမကြခင်မှာပဲနောက်ထပ်ပွဲတစ်ပွဲထပ်ပြီးတော့တည်ပေးလိုက်တယ်ကြားရတဲ့သတင်းတွေကဒီ slide tanquation ရဲ့ပြိုင်ဘက်ကဂျားထဲမှာအပြောင်းလဲ2ယောက်လောက်ထိဖြစ်သွားတယ်လို့ပြောတယ်နောက်ဆုံးမှာတော့ဖြစ်သွားတဲ့ fighter ကချုပ်ဒီဆိုတဲ့ fighter ထိုင်း fighter ပဲဂျားလက်အနေနဲ့ဆိုရင်10ပွဲထိုး4ပွဲနိုင်4ပွဲရှုံးအရင်ကြီးကောင်းတယ်ပြောလို့မရဘူးဒါပေမဲ့လို့ဒီ one championship မှာထိုင်းက fighter တွေဒီ one စင်မြင့်ကိုရောက်လာပြီဆိုရင်အရင်ကြီးအထင်သေးလို့မရဘူး။ဘာကြောင့်လဲဆိုတော့ဒီမွေထိုင်းအာဂလန်ကြီးဖြစ်တဲ့အတွက်သူတို့မှာပြည်တွင်းလိတွေအများကြီးပဲ။အဲ့ဒီထဲကမှလက်ဆလက်နာရှိတဲ့ fighter လောက်ကပဲဒီ one စင်မြင့်ဘောကိုရောက်လာတာ။အဲ့တော့ one စင်မြင့်ဘောမှာရလက်ဆိုးတယ်ဆိုရင်တော့မှသူတို့ပြည်တွင်းလိမှာတော့အနေအထားတစ်ခုရှိလို့ဒီအနေအထားကိုရောက်လာတာ။ one မှာ10ပွဲပဲထိုးဦးတယ်ဆိုရင်ပဲလို့ဒီသူ့ရဲ့အပြင်ကအာဂလန်ကြီးတွေမှာအပြင်ကလပ်တွေမှာပွဲပေါင်း80နဲ့90ကြာထိထိုးဦးထားတယ်လို့လည်းသိရတယ်။ကစားဟန်ဒီဘာတွေကိုတေချာမပြောခင်သူ့ရဲ့ရလက်အနေနဲ့ဆိုရင်ဒီ1စင်မြင့်မှာ4ပွဲနိုင်4ပွဲရှုံးအဲ့တော့အရန်ကြီးစိတ်ပူရတဲ့ပြန်ရွယ်မျိုးလို့တော့မပြောချင်ဘူး။ဘာပြောဒီ slide tanquation ရဲ့ဇာတ်နဲ့ဆိုရင်ဒီပွဲစဉ်မှာလည်းအနိုင်ရဖို့ရာဂိုင်နှုန်းတော်တော်လေးများပါတယ်။ဒီ fighter ကဒီပြီးခဲ့တဲ့2025ခုနှစ်ထဲမှာတပွဲမှမထိုးခဲ့ဘူးပြောတယ်။ဂျားထဲမှာပွဲတော်တော်လေးအလန်းကျဲသွားတဲ့ fighter ဘာကြောင့်လဲဆိုတော့ဒီ1မှာကသူတို့ထိုင်း fighter တွေဆိုရင်ရလက်ကောင်းမှာပဲပွဲညံပေးတယ်ပေါ့နော်အဲ့လိုမဟုတ်ရင်သူတို့ဒီအောက်ကဒီ1 championship တဲ့နှိမ့်နဲ့အခြားသောလိတွေမှာသွားကစားရလက်ပြန်ကောင်းပြီဆိုမှ1ကပြန်ခေါ်ပြီးထိုးတဲ့သဘောမျိုးဒီပြီးခဲ့တဲ့နှစ်ထဲမှာဒီ1မှာ record လုံးဝမရှိဘူးဆိုပေမဲ့လို့ဒီ fighter ကနားနေရမျိုးမဟုတ်ဘူးကြံတဲ့တခြားသော club တွေမှာလိုက်ပြီးတော့ကစားနေတဲ့ပုံစံမျိုးပဲအဲ့တော့ပွဲကတော့ရန်ဝေးတဲ့ fighter လို့ပြောလို့မရဘူးဒါပေမဲ့ slide tanquation ကတော့ဖောင်ရန်ကောင်းနေတယ်ပရိသတ်အားပြီးထောက်ခံမှုလည်းတော်တော်ကြီးရထားလို့ပရိသတ်ကယူနာတက်တဲ့ fighter အဲ့တော့ဒီနေ့ပွဲစဉ်မှာသူ့ရဲ့စွမ်းဆောင်ရည်ကိုလည်းကြည့်ကျင်တယ် slide tanquation ကပြီးခဲ့တဲ့ပွဲမှာအလဲတို့နဲ့အနိုင်ရခဲ့တယ်လို့ဘတ်3သိန်းခွဲကိုလည်းဘောနက်အဖြစ်ရခဲ့တဲ့ fighter ဘတ်3သိန်းခွဲဆိုတော့တော်ကြီးများတဲ့ပမာဏပါဘာကြောင့်လဲဆိုတော့ကျွန်တော်တို့စာချုပ်ရကစားသမားတွေမှာအဲ့လောက်ပဲချလဲပဲထိုးကြီးကရကြတာ slide တို့လိုတာမန် fighter တွေဆိုရင်အဲ့လောက်ကြီးရကြအကြောင်းမရှိဘူးအဲ့တော့ဒီပွဲမှာလည်းပဲအဲ့လိုကြမ်းပြပြီးတော့ဘောနက်တွေရနိုင်ရင်သူ့အတွက်ရောဒီအနာဂတ်အတွက်ပါပို့ပြီးတော့ကောင်းလိမ့်မယ်ဘာပဲပြောဒီပွဲမှာတော့ slide ကသူ့ရဲ့ကစားဟန်တိုင်းဒီကြက်တိုးကြက်မိုက်ကစားပြီးတော့ပဲနိုင်ပွဲရအောင်ရှာရမှာဖြစ်တယ်ဘာပဲပြောစိတ်ဝင်စားစရာအရင်ကောင်းပါလေစောင့်ကြည့်ရအောင်ပါ